ဟဲ့ငါတို့ပီဇာစားကြမယ်နေရောစားကြင်လား စားကြတယ်လေ အဲ့တော့စားမယ်ဒီမှာပီဇာမာတို့ရဲ့ဘာစားမလဲနေဒီမှာတို့ရှိမှာ6လက်မပီဇာကြီးလည်းရှိရယ်ဟဲ့ဈေးကလည်း1000ကျော်ပဲ အေးဟုတ်တယ် ဘာစားမလဲငါကတော့ပီဇာထဲရစားမယ်ငါတပည့် chicken pizza စားမယ်နေရော ဟုတ်ကုန်ပြီးသားစားလိုက် ပေါ့ကွန်အဲ့ဆိုရင်တပည့် chicken pizza တစ်ချက်နဲ့ပေါ့ကွန်တစ်ချက်ပေးပါရှင်တကယ်ချင်းငါဝယ်ကျွေးမယ်နော် ဟေးနင်ကလေ ။ဘာဖြစ်လို့လဲ။နင်ကလည်းငါဝယ်ကျွေးချင်လို့ပါ နင်ရဲ့အမျိုးဝေကျွေးနေရပဲငါ ။အာငါမှဝယ်ကျွေးစရာနင်ပဲရှိရဲ့ဟာ တကယ်ချင်း ။ဟမ် ငါတို့မေးကြရတခုရှိတယ် ။ဘာလဲ ငါတကယ်လို့ချင်းပြစ်သွားရင်ရောနင်ငါ့ကိုခင်အောင်ပါ ။နင်ချင်းပြတ်သွားရင်လား နင်မလို့ငါ့ကိုရိုက်တာလေ ။နင်မချင်းပြည့်ဆို နင်ငါ့ကိုမခင်တော့ဘူး ဟုတ်ပါဘူး ငါချင်မဟုတ်တာငါမချားချင်ဘူးငါသွားတော့မယ် ။ဟောပီဇာယူအောင်။ပိုကောင်းတာကိုစားပါမာရူပီဇာ။